န်ကောက်ကနေနှစ်နာရီကျော်ပဲမောင်းရတဲ့ကက်ချနာပူရီကိုသွားလေတော့ကကိုနောက်တစ်ခေါက်လဲပြန်လာအောင်မယ်လို့ခံစားရစေတဲ့ resort လေးကိုဒီနေ့ share ပေးမယ်နော်ကိုသွားခဲ့တဲ့ resort နာမည်က Swan Sayo Resort ကိုကတော့ရောက်ချင်းလေး resort ထဲကိုနည်းနည်းပတ်ကြည့်လိုက်တာနဲ့ဒီမှာတစ်ရက်လုံးနေလို့ရပြီဆိုတဲ့ feeling ရသွားတယ်ဒီ resort ကလည်း2ယောက်ခန်းဆိုရင်ဘတ်2000ဝန်းကျင်ပဲကြပြီး buffet breakfast လည်းပါပြီးသားဆိုတော့တော်တော်လေးကိုတန်တယ်ပိုသွားတဲ့အချိန်ကပိတ်ရက်ရှင်နဲ့တိုက်နေတာဆိုတော့2ယောက်ခန်းတွေလည်းအကုန်ပြည့်နေရယ်လူကြီးတွေလည်းတူပါလာတော့ဒီတစ်ခါ8ယောက်တည်းလို့ရတဲ့နှစ်ထပ်ဗီလာလေးကိုယူပစ်ခဲ့resort တို့လည်းပတ်ကြည့်ခဲ့ရလေသွားစရာနေရာတွေနဲ့ activity မှအများကြီးပဲဒီ resort မှာက activity လည်းအများကြီးရှိတော့ကိုက river rafting activity ကို join ခဲ့တယ် activity ကြီးကဘတ်300ထပ်ပေးရပေမဲ့မြစ်ပေါ်မှာမျောရင်းနဲ့လေတဲ့ဖြူးဖြူးနဲ့ view ကိုကြည့်ရတာနဲ့တော်တော်လေးကိုတန်တယ်ညနေပိုင်းကိုလေ phone party လည်းရှိသေးတာဆိုတော့ join လိုက်သေးရယ်ခန်းထဲမှာဂျက်ကူစီရဲ့စိန်ဖို့ဘတ်ပုံးလေးပါ complimentary အနေနဲ့ပေးထားတော့ share ပဲညဘက်ကိုတော့ hotel restaurant မှာပဲဂျင်နာစားရင် unplugged music လေးလည်းနားထောင်ခဲ့တယ်။မြေပေးမှာလေအေးစစ်စစ်လေးထိုင်တချင်းနားထောင်ရင်စားရတဲ့ feeling လေးကတော်တော်လေးကိုမိုက်တယ်။နောက်နေ့မနေ့တော့ golf cart လေးစီးပြီး breakfast စားဖို့သွားခဲ့တယ်။ buffet breakfast မှာလေထိုင်းရိုးရာအစားအစာတွေရော western breakfast တွေရောစုံစုံလင်လင်ရှိတယ်။ hotel ဈေးနဲ့ဆိုရင်တော့လေမစိုးဘူးလို့ထင်တယ်။ resort ထဲမှာလေနေရာတိုင်းလိုကလှနေတော့ကိုကတော့ share ကိုတက်ဖမ်းခဲ့တယ်။ဒီတောင်ကြားရဲ့ရထားလမ်းကိုလေ resort ထဲကနေပြီးတော့သွားလို့ရတာဆိုတော့ကိုကတော့ကြောက်နဲ့ပဲသွားကြည့်ခဲ့သေးတယ်။ဒီတစ်ခါကိုရွေးခဲ့တဲ့ resort လေးကလေတော်တော်လေးကိုသဘောကျဖို့ကောင်းလို့နောက်တစ်ခါလည်းပြန်သွားပြည့်အောင်မယ်အားလုံးပဲကြကြ